ရက်တောက်တာလေတချို့ကအရက်တောက်တတ်တဲ့လူရှိတယ်အရက်မတောက်တတ်တဲ့လူရှိတယ်တချို့ကအရက်တောက်ပြီးတော့မှအိမ်ကိစ္စကိုယ့်ရဲ့အိမ်တော်ရေးကိစ္စကိုဖျက်ဆီးတဲ့အခြေအနေတစ်ခုမှရှိတယ်တချို့ကအရက်တောက်ပြီးမယ်လေကိုယ့်အိမ်ကတာတာယာစီကြတယ်အရက်တောက်တာချင်းလည်းမတူဘူးတယောက်နဲ့တယောက်အရေးချင်းလည်းမတူဘူးတယောက်တာဝန်ယူချင်းလည်းမတူဘူးအားလုံးကိုအရက်တောက်တိုင်းလဲအရက်သမားလို့လဲပြောလို့မရဘူးပေါ့နော်တချို့တိကြတယ်မှန်ကန်တယ်ကိုစီဝါယူလဲပြက်သားလုပ်တယ်တနေ့ကုန်လှုပ်တယ်ညနေကျရင်ကိုနိုင်တလောက်ဝိတ်လေးနဲ့တောက်ပြီးတော့မှကိုယ့်အလုပ်ကိုလုပ်တယ်ကိုတောင်ကိုထမ်းဆောင်တယ်တချို့မဟုတ်ဘူးအရက်ဆိုရင်အရက်ပဲအရက်တောက်လို့ရလို့ရှိရင်ပြီးရပဲမိမကိုမီတာစုကိုမိမရဲ့တောင်ဝတ်တရားကိုလည်းနားမလဲဘူးနားမလဲကိုအိမ်ကစီးပွားရေးဝင်ငွေထွက်ငွေကိုလည်းနားမလဲကြဘူးတချို့ကလေအဲ့ဒါအိမ်တော်ရေးဘဝကိုတော်တော်လေးကိုထိခိုက်ကြတာပေါ့နော်အိမ်တော်ရေးကွဲတယ်ဆိုတာအဲ့ဒီအပိုင်းတွေလည်းပါတာပေါ့တချို့ကဖောက်ပြန်တယ်ဆိုတာလည်းအဲ့ဒါတော့မဖောက်ပြန်တဲ့သွေးပါလို့ပါအဲ့ဒါလည်းရှိတာပေါ့နော်အခုလောလောဆယ်ကျွန်တော်ပြောချင်တာအရက်တောက်တက်တဲ့လူဆိုတာကစီဝိုင်းသမားတွေလည်းအရက်တောက်ပါတယ်ဒါပေမဲ့သူတို့ကတောက်ပုံတောက်နည်းမှန်ကန်ပါတယ်သူတို့အရက်သမားလို့လည်းဘယ်သူမှလည်းမပြောကြဘူးဘာလို့လဲသူတို့အလုပ်ကိုသူတို့လုပ်တယ်သူတို့တောင်းကိုသူတို့ထမ်းဆောင်တယ်ဈေးရောင်းတဲ့အလုပ်ဆိုတနေ့ကုန်ဈေးရောင်းတယ်အလုပ်မှာပဲမြူးတယ်ဘာပစ္စည်းကုန်ပြီးတယ်ဘာပစ္စည်းမာရမလဲဘသူ့ကိုပတ်စံပေးစရာရှိလဲအိမ်မှာဘာလို့အချက်ရှိလဲအိမ်မှာကလေးတွေကျူရှင်လာခါလာကြောင်းစရိတ်လာကလေးတွေလိုအချက်ပါရှိလဲအကုန်လုံးဖြည့်ပေးတယ်နောက်တစ်ယောက်ကျတော့အရက်တောက်တယ်ဝင်ငွေလည်းမကောင်းဘူးအလုပ်လည်းကောင်းမလုပ်ဘူးအလုပ်မှာလည်းအာယုံဆူဆိုင်မှုမရှိဘူးအဲ့ဒါကြတော့အဲ့ဒီအရက်တောက်ပြီးတော့စီကံမရှိတယ်လို့အရက်လည်းတောက်ရောပတ်စံလည်းကုန်ရောအိမ်ရောက်ရင်လည်းအိမ်မှာလိုအပ်ချက်တွေကအများကြီးဖြစ်လာကလေးကိုကြည့်လိုက်လို့ရှိရင်လည်းဟိုဝယ်စရာရှိတာနဲ့ဒီဝယ်စရာရှိတာနဲ့အဲ့ဒီပြဿနာတက်နောက်တစ်ခုကမိန်းမကလဲပတ်စံအိမ်မှာလိုအပ်တဲ့ဝန်ဆောင်မှုကိုဖြည့်ဖို့အတွက်ပတ်စံလိုအရိယာကိုဖြည့်ဖို့မနိုင်စိတ်ညစ်ရရန်ဖြစ်ရတယောက်အသုံးမချဘူးလို့ပြောဆိုဆက်ဆံရအဲ့ဓာတွေကွာသွားတာတောက်တက်တဲ့လူနဲ့မတောက်တက်တဲ့လူကလေအဲ့ဒါကြောင့်မလို့အရက်တောက်တာဆိုတာလေစီကံရှိဖို့လိုပါတယ်တောက်တက်တချို့တောက်တက်တယ်ကောင်းတယ်တချို့မတောက်တက်ဘူးမကောင်းဘူးဒီຢာတွေကမြင်တွေ့နေရတဲ့အရာပဲဟုတ်တယ်တကယ်စီးပွားရေးလုပ်ပြီးတော့တကယ်ကောင်းမွန်လုပ်တဲ့လူကလေအရက်တောက်တယ်ဆိုတာ तू အစင်းမြင့်တဲ့အရက်တွေပဲတောက်တာနော်ရိုးရှော့ဈေးတွေပဲတောက်တာမဟုတ်ဘူး तू အမီးတွေလည်း share အခန်းစားပြီးတော့မှအဆိုင်မှာအခန်းလုပ်ပြီးတော့မှအေးဆေးနဲ့တောက်တာနောက်တော့ဦးကအခန်းလည်းမရှိဘူးဆူရှဲတထုံနဲ့ငါးမိုးကျော်တထုံနဲ့နည်းနည်းလေးနဲ့အရက်ကပြင်းလေးနဲ့တောက်လိုက်တော့ခန္ဓာကိုယ်လည်းထိကျမ်းမာရေးလည်းပြက်အဲ့ဓာတွေကွာသွားတာပေါ့ဗျာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကတနေ့ကလှုပ်ပါတောက်တဲ့ချင်းရှိရင်လည်းပတ်စံနည်းနည်းလေးတောင်းပါတောက်တဲ့ချင်းရှိရင်လည်းထမင်းတွေပါတယ်အစာခံကောင်းလေးလုပ်ပြီးတော့တောက်မယ်ဆိုရင်လည်းအဲ့ဒါတော့နည်းနည်းအဆင်ပြေမှာပေါ့နော်မဖြတ်နိုင်တဲ့လူအတွက်ကတော့ကိုယ့်အိမ်ကိုလည်းကိုတောင်းယူကြပါအဲ့ဒါယူကြပါဆိုကျွန်တော်ပြောတာမဟုတ်ပါဘူးအတိတရားလေးပဲမျှပေးတာပါနော်ကိုအိမ်ကိုကလေးကိုမိသားစုចောင်းစရိတ်အိမ်စရိတ်အိမ်ကိစ္စတွေကိုလည်းတတိထားတင်ပါတယ်အိမ်တော်ရေးတွေကမပြိုကွဲတင်ပါဘူးအိမ်တော်ရေးတွေအရေးကြီးပါတယ်ကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံမှာအမြဲတမ်းကြားနေရတဲ့အိမ်တော်ရေးကိစ္စဆိုတာကိုအကောင်းဆုံးဖြစ်ပါစေလို့ဆုတောင်းပါတယ်အိမ်တော်ရေးတာယာပါစေအိမ်တိုင်းမှာတာယာပျော်ရွှင်မှုရှိပါစေကလေးတွေလည်းပျော်ရွှင်နိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဖះရှိခိုးပြီးတော့အိပ်ပါနော်ညနေကျရင်